လူတွေဟာသူတို့ကိုယ်တိုင်မခံစားဘူးရင်သူတို့ဖြစ်တာမှမဟုတ်ဘူးဆိုရင်ဒီလောက်လေးတောင်ခံစားဖို့လိုလို့လားဒီလောက်လေးတောင်မြည်ရကြစရာလိုလို့လားဆိုပြီးတော့ကျင်နာတရားမဲ့စွာပြောဆိုနေရှိကြတယ်ကိုချင်းစာတရားတွေမဲ့လာကြတယ်ကိုချင်းစာတရားဆိုတာသူနေရာမှာငါသာဆိုရင်ဆိုတဲ့အတွင်းလေးတွေ့ပြီးတာကိုကမကြိုက်တာတွေဖြစ်တဲ့ဆေးရဲစီမဲ့အရာဒုက္ခရောက်စေမဲ့ဖြက်စီးစေမဲ့နာကျင်စေမဲ့အရာတွေကိုသူတော်ဘာတွေကိုမလုပ်ပါဘူးကိုကမကြိုက်တာတွေကိုသူတော်ဘာတွေကိုမလုပ်ပါဘူးတို့ဘောတို့ကစာနာမှုကျင်နာမှုတွေရှိရမယ်မျှဝေလိုသောစိတ်ကျင်နာတတ်တဲ့စိတ်ထားလေးထားပြီးတော့အသက်ရှင်နေတဲ့အခိုက်အတန့်တွေမှာဘဝကိုကောင်းမြတ်သောစိတ်ထားတွေနဲ့ဖြတ်သန်းတတ်ဖို့ကတိတ်ကိုရည်ကြည်တယ်အချို့သောသူတွေကကိုယ့်ရဲ့ကိုချင်းစာတတ်တဲ့စိတ်ထားလေးတွေသူတော်ဘာတွေအပေါ်ကိုကျင်နာတနာတတ်တဲ့စိတ်ထားလေးတွေကိုချမြင်ပြီးတော့လိမ်ညာသွားကြတယ်လောကမှာအာနာတတ်တဲ့သူတနာတတ်တဲ့သူကျင်နာတတ်တဲ့သူတွေဆိုရင်လူတွေကပို့ပြီးတော့လိမ်လို့ညာလို့ကောင်းကြတယ်လိမ်ရပါစေညာကြပါစေကိုယ့်ရဲ့ပေကံမှုကြောင့်ကိုယ့်ကိုလိမ်သွားလို့သူတို့အဆင်ပြေမယ်ဆိုရင်ကိုလည်းပဲကုသိုလ်ရတယ်ကိုယ့်ကိုလိမ်သွားတဲ့သူကိုလည်းပဲမေတ္တာပို့လိုက်ပါငါ့ကိုလိမ်သွားလို့သူတို့လေးတွေအဆင်ပြေတယ်ဆိုရင်ပဲငါအတွက်ကုသိုလ်ရပါတယ်ဆိုတဲ့စိတ်ကကောင်းပြီးတော့တွေးလိုက်ပါ